မင်္ဂလာပါရှင်ဒီဗီဒီယိုပိုင်းလေးထဲမှာတော့တစ်ချက်က Excel ရေးခြင်းအမှုပညာလို့ title ပေးထားပါတယ်အဓိကတော့တစ်ချက်ဒီ Excel ရေးတာနဲ့ပတ်သက်တဲ့ဒါဗဟုသုတလေးတွေကိုဝေမျှပေးခြင်းနဲ့ဒါဆိုရင် Excel ကောင်းကောင်းရေးတတ်ဖို့အတွက်ဗာလေးလို့လဲပြီးတော့ဘယ်လောက်အချိန်ပေးရမလဲဒါလေးကိုကြည့်ကြည့်ရအောင်အရင်ဆုံးလေးပြောပြချင်တာက Excel ဒီတချို့ English writing မှာအမျိုးအစားခွဲတွေကတစ်ခုလို့ပြောလို့ရတယ်ရှင်တချို့ Excel ကဒီတချို့ရဲ့ပညာရေးပိုင်းပေါ့နော် academic အပိုင်းမှာအသုံးအများဆုံးပုံစံဖြစ်ပြီးသူ့အပြင်တချို့တခြားဘာလေးတွေရေးလေးရေးထားရှိရလဲဆိုတော့ letter လေးတွေပေါ့နော် letter လေးတွေတချို့ရေးကြတယ်ပြီးတော့တချို့တွေ reviews တွေရေးကြရတယ်ရှင်ပြီးတော့ကြပြဆက်ကြမယ်ပြီးတော့တချို့ report တွေရေးကြရတယ် emails တွေရှိနိုင်တယ်ပြီးတော့ပုံမြင်လေးတွေရေးတယ် story တွေရေးတယ်ပြီးတော့ဇာတ်ညွှန်းတွေ script writing တွေရှိတယ်ပြီးတော့ရုပ်စာဆုံးပေါ့နော်ကိုတနေ့တနေ့တာဖြစ်ခဲ့တဲ့အရာလေးတွေကိုကိုက diary စာအုပ်လေးထဲမှာပြန်ရေးလိုက်တယ်ဆိုဒါဒီလဲ writing ပါပဲရှင်ရှင်နောက်ဆုံးဥမာအဖြစ်ကိုကဈေးသွားခံဒီကိုကမေ့တက်တဲ့အတွက်ကြောင့်မလို့ကိုဈေးသွားရင်ဘာလေးတွေဝယ်ရမယ်ဆိုရင် shopping list တွေကိုချရေးလိုက်တာကအစအဲ့ဒါဒီ writing ပဲဖြစ်ပါတယ်နော်ဒါဆို writing မှာပုံစံတွေအများကြီးရှိပါတယ်မတူညီတဲ့ writing ပုံစံတွေမှာတချို့မတူညီတဲ့အခင်းအကျင်းပုံစံ၄ယောက်တွေရှိနိုင်တယ်မတူညီတဲ့ characteristic တွေရှိနိုင်တယ်တချို့သုံးတဲ့စကားလုံးလေးတွေ꿰သွားနိုင်တယ်ရှင်ကဲဒီမှာတော့တချို့လေးဒီ Excel ကိုဥတည်ပြီးတော့ပြောသွားပေးမယ်နော်ဥပမာဒီလိုလေးပေါ့တစ်ချက်ဆိုလိုတာဒါဆိုရင် Excel ပုံစံလေးပေါ့သူ့မှာကြည့်လိုက်တာနဲ့ခေါင်းစဉ်လေးထင်ထင်ရှားရှားရှိတယ်ပြီးရင်အောက်မှာစာပိုက်ကလေးတွေခွဲထားတာကိုမြင်ရလိမ့်မယ်သူ့ရဲ့စာပိုက်ကလေးတွေမှာဆိုရင်လေဘေးကဘေးမြင်းလေးတွေနဲ့ခွာပြီးတော့ paragraph လေးအစုလိုက်ခွဲထားတယ်ဒါဒီ Excel ရဲ့အခင်းကျင်းပုံစံဖြစ်တယ်ဒါဆိုတချို့တို့ email ပေါ့ email ဆိုရင်စလာတာနဲ့ greeting ပုံစံလေးနဲ့ dear hello အစရှိသဖြင့်ဒီလိုမျိုးနှုတ်ဆက်တာလေးနဲ့စတယ်ပြီးရင်များသောအားဖြင့် emails တွေကတော့ optional ပေါ့နော်ဘေးမြင်းနဲ့တော့ခွာလေးမရှိဘူးပြီးရင်အောက်ဆုံးမှာ sign off ပြန်လုပ်တဲ့ဒီ bye bye ပြန်လုပ်တဲ့အပိုင်းလေးတွေပေါ့နော်ဒီလိုမျိုးလေးသူ့ရဲ့အခင်းကျင်းပုံစံလေးကိုတွေ့ရနိုင်တယ်ပြီးကြပြဆိုလဲဒါကြပြပုံစံလွတ်လပ်တဲ့အရေးသားပုံစံမျိုးလေးတွေတချို့တွေ့ရနိုင်တယ်ရှင့်ဒါတချို့မတူညီတဲ့ပုံစံတွေဆိုတာဒီလိုမျိုးလေးကိုဆိုလိုချင်တာဖြစ်တယ်နော်အဲ့တော့တချို့တို့တွေဒီအရေးကြီးတဲ့အပိုင်းကိုရောက်လာပြီတချို့တို့ Excel ရေးတယ်ဆိုတာဝုန်းတိုင်းဆိုပြီးချက်ချင်းအဲ့လိုတစ်လားလောက်အချိန်ပေးလိုက်တာနဲ့တန်းရေးသွားနိုင်တဲ့သူတွေလည်းရှိသလိုတန်းမရေးနိုင်သေးတဲ့သူတွေလည်းရှိတယ်ရှင်အဓိကကတော့ကို့မှာရှိထားပြီးသားဒီကိုယ့်ရဲ့ဒီအခန့် knowledge ပေါ့နော်ဒါကိုကဒီအဲ့ဒီပေါ်မှာမူတည်ပြီးတချို့တို့အချိန်ပေးရတာတော့꿰သွားနိုင်တယ်ရှင်ဥပမာအဖြစ်တချို့တို့တွေဒီစကားလုံးလေးတွေကိုအရင်သိဖို့လိုတယ်အဲ့ဒီစကားလုံးလေးတွေကိုစုလိုက်တော့မှ sentence ဆိုတာဖြစ်လာမှာပေါ့နော်အဲ့ sentence လေးတွေကိုစုလိုက်တော့မှ paragraph ဆိုတာမျိုးဖြစ်လာမှာအဲ့ဒီ paragraph တွေကိုစုမှ Excel လိုမျိုးဖြစ်လာမှာဒါဒီ zero grade writing မှာလည်းပါတယ်အကြောင်းအရာလေးဖြစ်တယ်ရှင်ကဲဒါဆိုတချို့တို့ကအဲ့စကားလုံးလေးတွေကို sentence အဖြစ်ပြောင်းတဲ့အခါမှာလေစကားလုံးတွေကိုဘေးချင်းရှင်ရေးလိုက်တိုင်းဝက်ကြားဖြစ်သွားမှာမဟုတ်သေးဘူးပေါ့နော်ဆိုသူနဲ့ like ဖတ်တဲ့ vocab လေးတွေလိုတယ်ပြီးတော့ grammar knowledge လေးတွေလိုတယ်အဲ့ဒီ sentence တွေကို paragraph ဖြစ်သွားအောင်ပြောင်းရေးတဲ့အခါမှာလေဝက်ကြားတွေကိုဘေးချင်းရှင်ပူးရေးလိုက်တိုင်းစာပိုက်ဆိုပြီးဖြစ်သွားမှာမဟုတ်ဘဲနဲ့တချို့တို့ sentence တွေမှာလည်းမတူညီတဲ့ sentence structure တွေရှိတယ် simple sentence တွေရှိတယ်အမှတ်များများပိုရနိုင်တဲ့ complex sentence တွေရှိတယ် compound sentence တွေရှိတယ်အစရှိသဖြင့်မတူညီတဲ့ sentence structure တွေရှိတတ်တယ်ရှင် paragraph လို့ပြောတိုင်းတချို့တို့အဲ့ဒီ paragraph ရဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့ဖြစ်စဉ်ကိုဖော်ပြဖို့အတွက် process paragraph တွေရှိတယ်ကိုယ့်ရဲ့အတွေးအမြင်ကိုထုတ်ဖော်ရေးသားတဲ့ opinion paragraph တွေရှိနိုင်တယ်တခုခုအဓိပ္ပာယ်ဖွင့်ဆိုတဲ့ definition paragraph တွေဇာတ်ကြောင်းပြန်ပြောပြီးတော့ရေးထားတဲ့ပုံစံ narrative paragraph တွေအစရှိသဖြင့် paragraph ရဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့လေသူ့ရဲ့ structure လေး꿰သွားအောင်မယ်ရှင် Excel လို့တချို့တို့ပြောရမှာလေ Excel လို့သာပြောပေမဲ့ဒီ Excel ရဲ့ title သူ့ရဲ့အကြောင်းအရာရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတချို့တို့ narrative ပုံစံရေးရတာရှိတယ်နှိုင်းယှဉ်ပြီးရေးလိုက်တဲ့ comparison essay မျိုးရှိတယ်တချို့တို့ကြိုးကြောင်းပြရတဲ့ cause and effects တွေ argument ပုံစံတွေတချို့တို့ Excel မှာလည်းမတူညီတဲ့ပုံစံအမျိုးအစားအမျိုးမျိုးရှိနိုင်တယ်ကဲဒါဆိုကိုယ်တိုင်စဉ်းစားရမယ့်အချိန်ရောက်ပြီကိုဒီတချို့ခုဒါ step ၄ခုခွဲပြလိုက်တယ်ဆိုရင်ဘယ် level မှာရှိနေလဲကိုကစကလုံးလေးတွေတောင်နှက်ဆက်မရှိသေးဘူးဆိုရင် sorry ပါ accident တင်လို့အဆင်မပြေသေးဘူးကိုကစလုံးလေးတွေကိုအရင်သိအောင်လုပ်ရမယ်ရှင်အဲ့ဒါပြီးတော့ကို့မှာ grammar knowledge လေးအားနည်းနေတယ်ဥပမာ sentence တစ်ကြောင်းကိုရေးလိုက်ရင်တော့မှပဲအမှားလေးတွေပါနေတဲ့ s ထည့်ရမယ့်နေရာမှာ s မထည့်ဘူး a နေရာမှာ there တွေသုံးထားအစရှိသဖြင့်ဒါမျိုးအမှားလေးတွေရှိနေသေးတယ်ဆိုရင်တော့ကိုဒီ grammar ကိုအရင်ချင်းကပ်တာပိုကောင်းတယ်ရှင်တကယ်လို့ကိုကဝက်ကြရိုးရိုးလေးတွေရေးတတ်ပြီးဝက်ကြတူတူလေးတွေရေးတတ်ပြီးဆိုရင်တော့ဒါဆို sentence structure ကိုချင်းကပ်တင်တယ်ရှင်ဒီထက်ပိုအမှတ်များများရနိုင်တဲ့ sentence တွေဘယ်လိုရေးမလဲဒီထက်ပိုပြီးတော့ဒါစမ်းကြဲတဲ့ sentence ပုံစံတွေဘယ်လိုရေးမလဲဆိုတာကိုသွားသင်
တင်တယ်တကယ်လို့ကိုက sentence ကိုကောင်းကောင်းရေးနိုင်တယ် sentence structure ကိုကောင်းကောင်းနားလေတယ်ဆိုလို့ရှိရင်တော့ကိုဒီစာပိုက်ဖွဲ့စည်းတဲ့အပိုင်းကိုလေ့လာသင်တယ်ရှင်ပြီးတော့ရင်တော့တကယ်လို့ဒါ access ကိုဆက်ပြီးတော့သွားလို့ရတယ်ဒါဆိုကိုဒီဘယ် level မှာရှိနေလဲဆိုတဲ့ပုံစံပေါ်မှာမူတည်ပြီးဒါလေးကိုတကယ်လို့အကျန်းမှတ်ထားလို့ရတယ်အဲ့လိုတစ်ဆင့်ပြီးတစ်ဆင့်ကြော်ဖြတ်သွားရမှာဖြစ်တယ်ရှင်တကယ်လို့ကိုက World Cup နဲ့ပဲအရန်ကျင်းသေးတယ်ကိုတီးတဲ့စလုံးရေအတွက်ကအရန်နေသေးတဲ့အနေအထားမှာအစီကိုဝုန်းဆိုပြီးကြော်တက်သွားလို့အဆင်မပြေဘူးနော်ဒါဆိုတကယ်လို့ step by step လေးတက်သွားရမှာဖြစ်တယ်ရှင်ကဲဒါဆိုဒီချက်အကြံပြုချင်တာလေးကတော့ဘာလေးတွေလိုအပ်မလဲပေါ့နော်ဥပမာဒီချက်ဒါလေးနဲ့ example ပြမယ်နော်ဒါဆိုဒီချက်တို့စလုံးလေးတစ်ခုရှိတယ်အဲ့ဒီစလုံးလေးတွေကိုတချို့တို့ပြန်ပြီးစီလိုက်တော့တချို့တို့မှာ sentence လေးရတယ်အဲ့ sentence လေးတွေကိုလိုက်ဖက်ရလေးတွေချိတ်ဆက်ပြီးရေးလိုက်တဲ့အခါမှာစာပိုက်ကလေးဖြစ်လာတယ်ဒါဆို paragraph အဆင့်အဲ့ဒီ paragraph ကိုတချို့နောက်ထပ်3-4 paragraph တွေထပ်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်တချို့ essay တစ်ပုဒ်ရပြီအဲ့လိုမျိုးလေးသွားတယ်နောက် step by step လေးကိုမြင်မယ်နော်ဒါဆိုစကားလုံးလေးကိုအရင်သိဖို့လိုတယ်အဲ့ဒီစကားလုံးလေးကိုမှတချို့တို့ကဝက်ကြတိဆောက်နည်းကိုသိရမယ်အဲ့ဒီဝက်ကြကိုမှတချို့တို့ပေါင်းဆက်လိုက်တဲ့အခါမှာ paragraph တိဆောက်နည်းကိုနားလည်မယ်ကိုကဘယ်အဆင့်လဲဆိုတာကိုကိုကအရင်နားလည်ရမယ်ဒီပေါ်မှာမှတချို့တို့တစ်ဆင့်ပြီးတစ်ဆင့်ကိုတိုးတက်အောင်လေ့လာသွားရမယ်ရှင်ကဲဒါဆိုရင်တချို့တို့ Excel ကောင်းကောင်းရေးနိုင်ဖို့အတွက်ဆိုရင်ဘာလေးတွေဖြည့်ထားသင့်လဲဘာလေးတွေရှိထားသင့်လဲပေါ့နော်ပထမတစ်ချက်ကတော့ of course grammar ပေါ့နော် grammar accuracy အရင်ရေးကြည့်ပါတယ်ကိုဒီ grammar ကိုမှန်ကန်တဲ့အနေအထားမှာရှိနေဖို့လိုရရှင်ပြီးတော့မတူညီတဲ့ sentence တွေတိစောက်တတ်ဖို့လိုအပ်ပါတယ်ကိုရဲ့ sentence တွေအမြဲတမ်းရေးလိုက်ရင် subject verb object အစရှိသဖြင့်အဲ့လိုတူတူလေးနဲ့ပဲပြီးသွားတယ်ဒီလိုမျိုးမဟုတ်ဘဲနဲ့ဘယ်လိုပုံစံမျိုး sentence ကိုအမျိုးစုံရေးနိုင်မလဲပြီးရင်ကိုရဲ့ vocabulary power ပေါ့နော်ပို့ပြီးတော့ရှုပ်ထွေးဆန်းပြတဲ့ range vocab range ကိုကြည့်အောင်ဥမာတစ်ခုခုကိုကောင်းတယ်လို့ပြောကြတယ် good ဒါမှမဟုတ် nice အဲ့ဒါအပြင်ကွာတခြားဘယ်လိုစလုံးတွေသုံးလို့ရနိုင်အောင်မလဲဒါမျိုးကိုရဲ့ vocab range ကိုကြည့်အောင်လုပ်ရမယ်ရှင်ပြီးလို့ရှိရင်တချို့တို့အထိုက်လျောက်တော့ critical thinking skills ကလိုအပ်တာပဲเนาะကိုကဥမာ grammar ဘလောက်ကောင်း vocab တွေဘလောက်များသိချိတ်ဆက်တွေးခေါ်နိုင်စွမ်းအားမရှိဘူးဆိုလို့ရှိရင်လည်းတချို့တို့ရေးရတာအခက်အခဲဖြစ်တယ်ဒါဆိုအကြောင်းအရာတစ်ခုကိုဘယ်အစဆွဲထုတ်ပြီးရေးလို့ရလဲဘယ်လိုရစ်ပတ်ပြီးရေးလို့ရလဲဆိုတာမျိုးတချို့တို့စဉ်းစားနိုင်တဲ့စွမ်းရည်လည်းလေ့ကျင့်ပေးရမယ်ရှင်ဒီချက်ကတော့လေဒီချက်ရဲ့ဒီ channel လေးမှာအဓိက grammar နဲ့ပတ်သက်တာလေးတွေကိုဝေမျှသွားမယ် sentence structure လေးတွေဝေမျှသွားမယ်ပြီးတော့ vocab နဲ့ဒီချက်တို့စဉ်းစားတဲ့အပိုင်းပေါ့နော် brainstorming ပတ်သက်တာတွေ thinking နဲ့ပတ်သက်တာလေးတွေကိုဒီချက်က free lesson လေးတွေအနေနဲ့ဝေမျှသွားမှာဖြစ်ပါတယ်ရှင်